မြောက်ကဘာရဲ့အပူလိုင်းတွေတိုက်ခတ်တဲ့အခါမြောက်လက်တီတွ25ဒီဂရီရှိကူမဲဟာ21ဒီဂရီနေရာဒီမှာပဲရပ်တည်နေပါတယ်ဒီနေရာမှာကြောပြင့်ချွေးဆိုတဲ့ပြဿနာမရှိပါဘူးအနှွေးထက်မဝတ်ရင်အေးမိလိမ့်မယ်ဆိုတဲ့နေရာဒီတာရှိပါတယ်ကွန်မင်းမှာ21ဒီဂရီဆိုတာအကွန်းရဲ့အပူချိန်မဟုတ်ပါဘူးလေအပူချိန်ပန်းအပူချိန်နေထိုင်တဲ့အပူချိန်ပါဒီနေရာမှာပွင့်ဖက်တွေကြွေကြနှုံးတောင်ပြင်းပြင်းသွားတယ်ပန်းတပွင့်ပွင့်ဖူးနေရင်နွေရာသီကိုနွေဦးရာသီအဖြစ်ပြောင်းလဲသွားတယ်တစ်တော်ကြာထင်ရှုပင်အောင်အဖိုးတန်ရှားပါအစာကဆွဆွညစ်ထဲပုံအောင်နေပါတယ်မိဖို့ပေးမှုချက်ကြပြီးဝင်းနှန်းကလေနဲ့အတူပြန်နှံနေပါတယ်ဒါဟာညစာစားတာလားခြေတွေစောင့်နေလားဆိုတာဘယ်သူခွဲနိုင်မှာလဲညမောင်တာတိတ်မမြန်ပါဘူးအင်းမြမှုရောက်လာတာကွက်တိပဲလူတွေကထိုင်ခုံစပွဲတွေကိုအပြင်ပြောင်းရွှေ့ပြီးလေတိုက်လာတဲ့အခါနောက်ဆုံးအပူတငွေကိုတည်ဆောင်သွားတာပေါ့ဒီမြို့ကအနှွေအပူရှောင်ဖို့မြန်လာလို့ဘယ်တော့မှမပြောပါဘူးသူက21ဒီဂရီကိုပေါ်ဝစ်စင်ပြီးဟင်းလျာတွေထဲဝတ်ထားကအကွန်းမလို့တဲ့ညတိုင်းမှာတင်ထားလေးရှိပါတယ်ဒီနေရာဒီမှာနွေဦးမြို့တော်မှာဖိတ်ခေါ်ပါတယ်ကိုမင်းကိုလာပြီး21ဒီဂရီနွေရာသီကိုခန်းစားလိုက်ပါ